မင်္ဂလာပါရှင်စတာကုမ္ပဏီတင်နမှာကြိုဆိုပါရစေညီမနာမည်ကတော့ရှော့ဆိုပါညီမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့မိထားတဲ့မိကွန်းဖြစ်တဲ့ကိုယ့်ရဲ့ photo တွေကိုဝင်လိုက်ပုံလေးတွေကတမ်းမမြင်ရဘူးဆိုတော့ကလစ်လေးနှစ်ချက်နေမှာတူရဲ့ပုံလေးကပါဆိုတာကျွန်တော်တို့ကမြင်ရတယ်ဆိုတော့ဒီလိုကလစ်နှစ်ချက်နဲ့ကြည့်စရာမလိုပဲနဲ့ဒီ photo ပဲဆိုတော့ပုံလေးတွေကိုမြင်ချင်တယ်ဆိုရင်တုံးလို့ရတဲ့ setting လေးရှိပါတယ်เนาะဒါကတော့ဘယ်ကနေသွားမလဲဆိုရင်ဆိုလို့ဒီဒါဒီမှာညာလေးရှိမယ်လေးနေပါဒီအဆက်လေးတုံးပြောပေါ့နော်ပြီးတော့ဆိုလို့က optional ကိုသွားမယ်ဆိုတော့ဒါကကြတော့ window ဘယ်လောက်လဲဆိုလို့ရှိရင် window 11မှာတကယ်လို့ဆိုလို့က window တွေကနေ optional ကိုသွားလို့ရပါတယ်ပြီးတော့ဆိုလို့ဒီ view ဆိုတာလေးကိုတစ်ခါပြန်သွားမယ်ဒီနေရာမှာဆိုလို့ကပါရှိလဲဆိုရင်ဆိုလို့ဒီ always show icon ဆိုတဲ့နာမည်လေးရှိနေလို့ပါเนาะအမှန်ချင်းလေးဖြုတ်ပေးလိုက်ပါပြီးတော့ဆိုလို့အပိုင်းကိုနေမယ်ပြီးပြီဆိုရင်တော့ဒီမှာ okay လေးပေးလိုက်မယ်ဒါဆိုရင်တော့ဘာဖြစ်သွားရလဲဆိုလို့ဒီကလစ်နဲ့ကြည့်စရာမလိုပဲနဲ့ပုံလေးတွေကိုမြင်ရမှာဖြစ်ပါတယ်ရှင် okay အားလုံးပဲအဆင်ပြေပါစေရှင်ဒီကြောင်းရလေးကအားလုံးအတွက်အကျိုးရှိတယ်ဆိုလို့ရှင် comment မှာ yes လို့ရေးခဲ့ပေးပါเนาะဒီဗီဒီယိုလေးကိုအအောင် share ပေးပါပါရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်